Okay, ဆရာစောတော်နီခင်ဗျာအခုနေပြည်တော်မှာပြီးခဲ့တဲ့3ရက်ကျင်းပခဲ့တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲပေါ့နော် Peace Talk 2025တွေ့ဆုံဆွေးနွေးခြင်းမှာဒီငြိမ်းချမ်းရေးစီတို့ဆိုပြီးသူတို့ခေါင်းစဉ်နဲ့ဆွေးနွေးတာပေါ့အဲ့ဒီမှာနယ်ပယ်ပေါင်းစုံကပေါ့နော်အတန်ပေါင်းစုံသူတို့ပေါ်ပြီးဆွေးနွေးကြတယ်နိုင်ငံရေးပါတီတွေနောက် EAO သူတို့နဲ့စကားပြောနေတဲ့အဖွဲ့တွေလည်းပါတယ်နောက်တက်တိပညာရှင်ဘရုတွေဖွဲ့ပြီးဆွေးနွေးတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာ NSPNC စစ်ကောင်စီကဦးစီးပြီးတော့ဆွေးနွေးတယ်အဓိကတော့ဒုတိယဗိုလ်ချုပ်ကြီးယာပြီပေါ့သူကဦးစီးပြီးဆွေးနွေးတယ်ဆိုတော့သူ့ရဲ့နောက်ဆုံးနေ့မှာသူပြောကြားချက်ကတော်တော်လေးထူးခြားပါတယ်ဆိုတော့အဲ့ဒါဘာလဲဆိုတော့ဆွေးနွေးတဲ့နေရာမှာသူတို့ဘက်ကတော့ဘာမှ precondition မထားဘူးပေါ့ဆွေးနွေးလို့ရတယ်ဒါပေမဲ့တစ်ဖက်ကတဲ့တက်မတော်နိုင်ငံရေးကထွက်ရမယ်ပြောတယ်နောက်တက်မတော်ဖျက်ရမယ်နောက်ယာယီဆိုးကဖွဲ့ရမယ်အဲ့ဒီလိုတွေမှဆွေးနွေးမယ်ဆိုတော့ဒါဆွေးနွေးဖို့ကတော့မဖြစ်နိုင်ဘူးလို့သူပြောတယ်ဒါပေမဲ့ထူးခြားတာကသူဆက်ပြောတာကဒါပေမဲ့အဲ့ဒီတောင်းဆိုချက်တွေ precondition တွေတစ်ဖက်က precondition တွေကိုလာဆွေးနွေးအဲ့ဆိုသူတို့ဆွေးနွေးပေးမယ်စစ်တပ်ကထွက်မယ်ဆိုတဲ့ကိစ္စလည်းလာဆွေးနွေးပေါ့သူကအဲ့လိုမျိုးပြောလိုက်တယ်ပြောလိုက်ပြီးနောက်ကျွန်တော်ထပ်သိရတာကဆွေးနွေးတဲ့နေရာမှာလည်းသူတို့ကနေပြည်တော်မှမဟုတ်ဘူးတခြားဘယ်နိုင်ငံမှာမဆိုဆွေးနွေးဖို့သူတို့အစဉ်သင့်ရှိနေဆိုတော့လည်းကျွန်တော်သိရတယ်ဆိုတော့ဒါကတော်တော်လေးထူးခြားနေတယ်ပေါ့ဆိုတော့စစ်ကောင်စီကအဲ့လိုထုတ်ပြောလိုက်တဲ့အနေအထားကသူတို့ဘက်အခြေအနေကမဖြစ်မနေဆွေးနွေးရတော့မှအနေထားလားဒါမှမဟုတ်တကယ်အပြောင်းလဲကိုလှုပ်ချင်နေလားဒါမှမဟုတ်သူတို့ဘက်ကတော်တော်လေးအလျှော့ပေးလာနိုင်တော့မဲ့အခြေအနေမျိုးလားဒါသုံးသက်ဆရာတွေအများကြီးရှိတယ်အဲ့တော့သူတို့ဘက်အခြေအနေကိုဆရာအနေနဲ့ဘယ်လိုမျိုးမြင်လဲအရင်ဆုံးသုံးသက်ပေးစီလိုပါတယ်ဗျကျွန်တော်အနေနဲ့ကတော့သူများတွေကထူးတယ်လို့ပြောရဆိုမှကျွန်တော်ကြည့်ရတာဘာမှမထူးဘူးဗျသူတို့ပုံစံကတော့အရင်အတိုင်းပဲဘာဖြစ်လဲဆိုတော့အကြက်တဲတစ်ခုခုတွေ့လာပြီးဆိုတော့အဲ့လိုပုံမျိုးနဲ့ပဲပြန်မယ်ချိုးနေတာပဲလေအထူးသဖြင့်အာနာသိမ်းပြီးတဲ့နောက်ပိုင်းမှာဆိုအဲ့ဒါအကြက်တဲပေါင်းစုံရင်ဆိုင်နေတဲ့ကာလကသူတို့အဲ့ဒီကာလတွေပဲဖြတ်ကျော်နေရတာပဲအဲ့ဒါမျိုးဆိုသူတို့ခုလှုပ်တော့မယ်အထူးသဖြင့်လူတို့မျက်စိမောက်အောင်တခါတည်းမျက်လက်ပြတဲ့ဟာတို့မျိုးတွေအများကြီးလှုပ်တာတယ်88တောင်းဆိုကျွန်တော်တို့လူငယ်ဘဝနဲ့ចောင်းသားဘဝနဲ့အဲ့ဒါတွေကြုံခဲ့ရတာပဲဗျာနော်ဟိုလိုဒီလိုနဲ့ရွေးကောက်ပွဲထားလုပ်ပြီးတော့နောက်ဆိုဘာမှလည်းမဟုတ်ဘူးအဲ့ဒါခါတည်းလူတွေကအဲ့ဒီဟုတ်လို့လှုပ်နေတာကိုအဲ့ဒီတုန်းကအကြက်တဲနဲ့အခုဒီနေ့2021ပြည်တဲ့နောက်ပိုင်းသူတို့ကြုံတွေ့နေရအကြက်တဲကဘာနေမြေဆုံးရောဘလို့မှသူတို့ခြေမကန်ပြီးလက်မကန်ပြီးဘလို့မှတိုက်တာဆက်လို့မရတော့ဘူးရှေ့တန်းမှာရှိတဲ့သူတို့တက်တွေကတခုပဲရှိတယ်သူတို့လည်းမချဘူးဆိုရင်တော့ဗာပဲဆိုရင်သွားမေးကြည့်ခင်ဗျအတိတ်ကအဲ့တိတ်ခါဆိုတော့ဘာစားလို့မရတဲ့ဟာကြီးကအခုကသူတို့အဲ့ဒါမသေးမချင်းအကုန်လုံးကင်ထားမဲ့ဟာတွေသူတို့ဟိုအပေါ်ဆုံးအောက်ဆုံးအထိအဲ့ဒါမို့သူပြောနေတဲ့ဟာတွေကျွန်တော်တို့နားထဲမှာလုံးဝဝင်လို့ရတော့ဘူးဗျအဲ့ဒါဘာလို့လဲဆိုတော့ကျွန်တော်တို့ကန်းကုန်ပြီရှင်းပြောရရင်ကန်းကုန်ပြီနော်ငင်းဖြစ်စင်တော့ကလည်းကျွန်တော်တို့ကိုယ်တိုင်ပါဝင်ခဲ့တယ်သူတို့နဲ့မျက်နှာချင်းဆိုင်တော့စကားပြောနေတာပဲဒီလူတွေကအထူးသဖြင့်သူတို့ရဲ့ mindset တွေသူတို့ရဲ့တွေးခေါ်မျှော်မြင်ချက်တွေသူတို့တခြားလုံးတုံတင်လန်ခံရတဲ့ဟာတွေကတစ်စက်ကလေးမှမပြောင်းတဲ့ဟာကိုမှပြောင်းသလိုပါတော့လုံနေစမ်းကျွန်တော်တို့ဘလို့မှဝေဝါးစရာအကြောင်းမရှိဘူးကျွန်တော်တို့ကလှုပ်ရှားရှိတာဆက်လှုပ်သွားမှာပဲဘာဖြစ်လဲဆိုတော့အဲ့ဒါလည်းပထမအချိန်မဟုတ်ဘူးဒုတိယအချိန်လည်းမဟုတ်ဘူးအခုတစ်ခါဆိုတော့လေကဲဟုတ်ပြီအဲ့ကျူတင်စီကန်တတ်မှတ်ချက်တွေကတော့သူတို့မပြောဘူးဆိုပေမဲ့ကျွန်တော်တို့ကကောင်းသိတယ်လေအဲ့စီကန်တတ်မှတ်ချက်လွတ်တော်တဲ့ဝင်လက်ကန်လည်းဆိုပါတီထောင်ဆိုအဲ့ဒါတွေကခါတဲ့ချက်တွေရွတ်တယ်လို့ကျွန်တော်တို့ခေါင်းထဲမှာလဲစွဲနေဘာမှပြောစရာမလိုဘူးသူတို့မပြောဘူးဆိုတာပြောသူတို့စိတ်ထဲမှာအမြဲတမ်းအဲ့ဒီတေးထားတယ်စကားပြောကြည့်ရတယ်အဲ့ဒါပဲထွက်လာကျွန်တော်တို့ဘလို့မှယုံလို့မရဘူးအခုကပဲငိမ့်စကားပြောတယ်ပါစားငိမ့်တစ်ခွက်ပြောအဲ့ငိမ့်စကားတော့မဆုံးသေးဘူးမသွားပြီးတော့ဘုံကျက်တပ်ဖြတ်တာလူရောတန်ဃာလူရောဘာမှမရှောင်အဲ့ဒါရဘယ်လိုကယုံတော့မလဲဒီနေထားမျိုးကအဲ့ဒါမလို့ကျွန်တော်ပြောချင်တာအခုကတော့ကျွန်တော်တို့ကထားတယ်အဲ့3ချက်ရှင်းလေးပဲနိုင်ငံရေးထွက်တယ်ဆိုရင်နိုင်ငံရေးတစ်ခုလည်းမဟုတ်ဘူးနော်အုတ်ချုပ်ရေးရောစီးပွားရေးရောဘယ်ခဏမဆိုဝင်လျှောက်တာအကုန်လုံးထွက်နောက်တော့ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ရမယ်ကျွန်တော်တို့ Federal Democracy ကိုလက်ခံပြီးရင်နောက်ဆုံးတစ်ချက်ဖြစ်တဲ့အသွင်ကူးပြောင်းရေးကာလတရားမျှတမှုဆိုတဲ့သူတို့ကျွလွန်ခဲ့တဲ့များကိုတောင်းခံမယ်အခုသူတို့ပြောနေတဲ့ဆွေးနွေးမယ်ဆိုတော့ဟာသူတို့ဆွေးနွေးမယ်ဆိုရင်လည်းကျွန်တော်တို့ကအဲ့ဒီစစ်တမ်းရကိုပြန်ပြီးတော့စစ်တပ်ကိုအသွင်ပြောင်းမဲ့ဟောကျွန်တော်ဆွေးနွေးမယ်ဆိုပေမဲ့အဲ့ဒီမဆွေးနွေးခင်ကတည်းကအဲ့ဒီကျွန်တော်ပြောတဲ့အချက်သူတို့လက်ခံရမယ်ဗျလက်မခံနဲ့ကျွန်တော်ဆွေးနွေးလို့ပဲစင်ပြေဘူးသူတို့ပြောတဲ့ဟာကအဖြေကပေါ်နေပြီလေဒီဥစ္စာပေါ့နော်ကြိုတင်စီကံတတ်မှတ်ချက်ဆိုရင်တော့ဘလို့မှမဖြစ်နိုင်ဘူးပေါ့နော်ကဲမဖြစ်နိုင်ဆိုပြီးတော့နောက်တစ်ခါပါပြောသေးတယ်ကဲမဖြစ်နိုင်ဆိုပြီးတော့ဆွေးနွေးမယ်ဆိုတော့သူတို့ပြောတဲ့စကားအဖြေကပေါ်နေပြီလေမဖြစ်နိုင်တဲ့ဟာကိုသွားဆွေးနွေးမယ်ဆိုကျွန်တော်တို့သိတယ်ဘာမှမဖြစ်နိုင်တော့ဘူးအဲကျွန်တော်ဖြစ်နိုင်တဲ့ဟာကိုကျွန်တော်လှုပ်ရှားရှိတာကျွန်တော်ဆက်လုပ်သွားမယ်နိုင်ငံရေးရောက်စစ်ရေးရောက်တန်တမန်နီးရေးရောက်စီးပွားရေးပိတ်ဆို့မှုလူတို့လှုပ်ရှားမှုပြန်အကုန်လုံးကျွန်တော်ဆက်လုပ်သွားမှာပဲဒီချိန်ဒီကာလမှာဘာမှရှိပြောနေစရာမလိုသူတို့လှုပ်ရတွေကတက်တည်ပြနေတယ်ဘာမှယုံကြည်စရာအကြောင်းမရှိတော့ဟုတ်ပြီဆရာကခုနကပြောတဲ့အတိုင်းမှာသူတို့အခြေအနေကဒီ2021
အာနာသိမ့်ပြီးနောက်ပိုင်းအခုဆိုနေမီတွေစွန့်လွတ်ရတော်တော်များလာပြီအကျက်တဲကတော်တော်ကြီးလာပြီတော်တော်မဟုတ်ဘူးတော်တော်ကိုကြီးလာပြီအဲ့အတွက်မဖြစ်မနေသူတို့အလျှော့ပေးဆွေးနွေးရတော့မယ်အနေထားမျိုးလို့သုံးသပ်ရောရနိုင်မှာ ကျွန်တော်တို့ကအဲ့ဒါရှိဝေးမပြောချင်ဘူးအဲ့အပိုင်းကသူတို့အပိုင်းသူတို့လောက်ရမယ့်အပိုင်းဒါပေမဲ့ကျွန်တော်တို့အခြေခံကြကျွန်တော်ပြောရမယ်ဆိုတော့ကျွန်တော်တို့ပြောနေတဲ့စစ်တပ်နိုင်ငံရေးစုခွာရမယ်ဆိုတာတိချက်ကနိုင်ငံရေးအာဏာပါဝင်ကြောင်းအာမခံချက်ပေးရမယ်အဲ့ဒါနော်ဒုတိယတစ်ချက်ကအရသာထိန်းချုပ်မှု civilian control over military ဒါမှမဟုတ် civilian supremacy ဆိုတာသူတို့လက်ခံရမယ်နောက်တစ်ချက်ကအာဏာ300ဖြစ်တဲ့အောက်ချုပ်ရေးအာဏာဥပဒေပြုရေးအာဏာတရားစီရင်အာဏာကိုအဲ့ဒီအာဏာအားလုံးကိုရွေးကောက်ခံဆိုရလက်ထဲမှာပဲရှိရမယ်ဆိုတာရှင်းလေးရဲ့နော်နောက်တစ်ချက်ကစစ်တပ်နိုင်ငံရေးကနေစီးပွားရေးကနေလူမှုရေးအကုန်လုံးဆွတ်ဖက်နေတဲ့ဟာအားလုံးဆောက်ခွာပြီးတော့အဲ့ဒီလုံမဲ့ဟာကိုခါတဲ့ဥပဒေတေချာပြတ်တမ်းတော့အကုန်လုံးဖြတ်သိမ်းပြရမယ်နော်စစ်တပ်ဟာနိုင်ငံရေးကနေစီးပွားရေးခွဲထုတ်နိုင်ဖို့အတွက်စစ်တပ်အခမ်းအနားကိုဒီမိုကရေစီစံနှုန်းနဲ့အညီကျွန်တော်တို့အသွင်ပြောင်းရမယ်အဲ့ဒါကိုသူတို့လက်ခံရမယ်ဒီပရန်ကာကွယ်ရေးတို့နော်နောက်ပြီးတော့သဘောကဘေးအန္တရာယ်ကြောက်နေတဲ့ဟာကိုစစ်တပ်ကိုသုံးမယ်ဆိုရင်လည်းဒါကလည်းကျွန်တော်တို့တေချာဥပဒေပြန်နိုင်ပြီးတော့သူတို့သုံးခွင့်ပေးမှာအထူးသဖြင့်စစ်တပ်ကိုသုံးမဲ့နေရမှာဆိုဒါကကျွန်တော်တို့ဥစားဒီအချင်းခါနာပြီးသားဆိုတော့ကျွန်တော်တို့ကောင်းကောင်းမှားတယ်ဗျနော်အစိုးရအဖွဲ့မှာပါဝင်တဲ့စစ်အရာရှိတွေနေရာမှာအရသာကျွမ်းကျင်သူတွေအစားထိုးရေးနော်စီဝိုင်းလောက်ပံခွေရှစ်ပြောက်ကျွန်တော်တို့အကုန်လုံးပိတ်ပြီးတော့ဥပဒေပြတန်းတော့မယ်နော်အဲ့ဒါကိုသူတို့လက်ခံရမယ်စစ်တပ်စီဝိုင်းအလုံးပုတ်ကလိကစီဝိုင်းလုပ်ငန်းတို့လွှဲပြောင်းပေးရမယ်ကဲအဲ့ဒါအခြေခံချက်ပဲရှိသေးတယ်အဲ့ဒါသူတို့လက်ခံရင်ကျွန်တော်စကားပြောမယ်ဆယ်သူတို့လက်မခံမနဲ့ဟိုလိုလိုအချိန်ဆွဲရင်တော့ကျွန်တော်လှုပ်ကြမရှိဘူးတိုင်းပြန်နာနေပြီကျွန်တော်လှုပ်ရရှိတာဆက်လှုပ်သွားတော့မယ်ခင်ဗျားဟိုတကွေးကွေးလိုက်တာနဲ့တခါတည်းနှစ်20လောက်ကြာသွားဟိုတကွေးကွေးလိုက်တာနဲ့နှစ်30လောက်ကြာသွားတဲ့ဟာကျွန်တော်တို့ခံပေါများပြီးကျွန်တော်တို့လုံးဝမခံတော့ဒီကားတော့ဟုတ်ပြီဆရာတို့အတွေ့အကြုံရယုံကြည်နိုင်စရာမရှိဘူးပေါ့နော်အဲ့တော့သူတို့ကတော့ precondition မထားပဲဆွေးနွေးမဲ့အခြေအနေကိုထုတ်ပြောလိုက်ပြီအဲ့တော့ဆရာတို့နဲ့သဘောထားကတော့ precondition နဲ့ပဲယတိပြဒီတိုင်းပဲဆက်သွားမယ်ဆိုတဲ့သဘောထားလားဆရာတို့ကတော့ကျွန်တော်တို့ကရှင်းလေးရဲ့အဲ့ဒါကြီးကအတွေ့အကြုံရဖြစ်ပေါ်လာတဲ့ဟာ NCA လက်မှတ်ထိုးပြီးတော့နိုင်ငံရေးပြဿနာကိုနိုင်ငံရေးဖြေရှင်းတဲ့နည်းနဲ့ကျွန်တော်သိခံပြီးတော့နှစ်ပေါင်းအခု2015 2020အတွင်းမှာကျွန်တော်တို့အကြိမ်ပေါင်းမြောက်ကြသူတို့ထိတ်တဲ့စကားပြောပြီးတော့ဘာတခိုးမှကိုပြောင်းလဲတာမရှိဘူးအဲ့တစ်ချိန်လုံးဆွေးနွေးဘက်ကိုသူတို့လူလိုမသတ်မှတ်ဘူးဗျခါတော့သူတို့ကြုံလို့ပဲသဘောထားတယ်အဲ့ဒီအတွေးခေါ်မျိုးခုတည်းကမပြောက်ဘူးအဲ့ဒါတွေကကျွန်တော်တို့ဘလုံးမဟိုဆက်ပြီးတော့တီးခံလို့မရတော့ဘူးအဲ့ဒါကြောင့်မလို့ဘာဖြစ်သူတို့ပြောတဲ့ဟာတခုမှလည်းဟိုအသက်တွေပြလို့မရတော့ဘူးဘာဖြစ်လဲဆိုတော့သူတို့ပြောတိုင်းတခါတည်းလူသတ်တယ်နဲ့ပဲအဆုံးသတ်သွားတယ်ဒါကြီးကဘလို့မှခွင့်လွှတ်နိုင်ကြကြောင်းအဲ့ဒါမျိုးကျွန်တော်နောက်ဆုံးချက်ဖြစ်တဲ့အဲ့ဒီအသွင်ကူးပြောင်းရေးကာလတရားမျှတမှုဆိုတဲ့ဟာကိုသူတို့လက်မခံမချင်းဘာမှသွားဆွေးနွေးကြအတိတ်ကြီးမရှိဘူးအဲ့ဒါကြီးဟုတ်ကဲ့အခုနေပြည်တော်မှာလှုပ်တဲ့ဆွေးနွေးမှုကတော့သူတို့စစ်တပ်တီးတန့်မဟုတ်ဘူးနိုင်ငံရေးပါတီတွေနဲ့လည်းမဟုတ်အားလုံးနယ်ပယ်ပေါင်းစုံပေါ့နော်သူတို့ကတိုင်းပြည်ကိုအပြေပြန်ရှာမဲ့ပုံစံပေါ့အခုတွေ့ရတာဆိုတဲ့အခါကျတော့ဆက်ပြီးလဲသူတို့ဓာတ်တွေလုတ်ပြီးတော့ကမ်းလှမ်းမာတွေရှိကောင်းရှိနိုင်တယ်အဲ့တော့ဆရာတို့ဘက်ကအခုဆရာတော့ပြောရေးဆိုခွင့်တူအနေနဲ့ဆရာတို့ရဲ့ဟိုအဖွဲ့အစည်းရဲ့သဘောထားကိုပြောပြီးတယ်ဆရာတို့အဖွဲ့အစည်းကြားမှာပေါ့အနည်းဆုံးစင်ကြီးစီကြားမှာဒီအခုနေပြည်တော်မှာပြောင်းလဲမှုတွေပြောဆိုချက်တွေပေါ်မှာပြန်ပြီးဝိုင်းစဉ်းစားဖို့ဆွေးနွေးဖို့ရောရှိလာနိုင်လားဆရာဒီကျွန်တော်တို့ဟိုအတွင်းစည်းထဲမှာအများနဲ့ပြောနေတဲ့ကိစ္စပဲဖြစ်တယ်အထူးသဖြင့်စစ်တပ်နဲ့ပတ်သက်ပြီးရှစ်အနာဂတ်ကာလမှာဘာလုပ်မလဲဆိုတာကျွန်တော်သိရှိဝေပြောစရာမရှိတော့ဘူးဒါဒီအချက်တွေကဒါအခြေခံအချက်ပဲရှိသေးတယ်နောက်ကြံတဲ့အချက်တွေကအသေးစိတ်ဆွေးနွေးရမယ့်အချက်တွေဖြစ်တယ်ဆိုလိုတာကစစ်တပ်အကုန်လုံးလက်ခံပြီးနိုင်ငံရေးထွက်ရမယ်ဖွဲ့စည်းပုံအခြေခံဥပဒေသေးရလက်ခံရမယ်ဆိုလိုတာ Federal Democracy ကိုဥတည်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေသေးကိုလက်ခံရမယ်နောက်တော့အသွင်ကူးပြောင်းတရားမျှတမှုဖြစ်သူတို့ကျွလွန်များကိုသူတို့အကုန်လုံးတောင်းခံမယ်အဲ့ဒါကိုလက်ခံပြီးတဲ့နောက်မှာဒါတွေစဉ်းစားမှာဗျဒါတွေကိုတေချာဆွေးနွေးမှာဗျအဲ့ဒါကိုလက်မခံမနဲ့ဟိုလိုဒီလိုနဲ့အချိန်ဆွဲပြီးတော့ဟို80ခြေတုန်းကတခါ1990ကတခါအဲ့ဒီကဆွဲထားလာတဲ့နှစ်ပေါင်း20 30ကကြာသွားတကွေ့အဲ့လိုကွေ့မျိုးတော့ကျွန်တော်လုံးဝဖြစ်မခံတော့ဘူးဗျဟုတ်ကဲ့အဲ့တော့ precondition ရဆိုဟိုဗိုလ်ချုပ်ရာပြီးပြောတာတော့ဒါကတော့ဆွေးနွေးဖို့မဖြစ်နိုင်ဘူးဆိုတော့ဒီ deadlock ကြီးကဘယ်လောက်ထိကြာသွားနိုင်မဲ့အနေအထားဖြစ်နေမလဲဆရာတို့ဘက်ကဘယ်လောက်ထိသူတို့လက်ခံတာကိုလုံနိုင်မဲ့အနေအထားရှိလဲကျွန်တော်တို့ကရှင်းလေးပဲအဲ့ deadlock ပါလဲဆိုတော့ကျွန်တော်တို့ကဒီစစ်ရေးတစ်ခုနဲ့လည်းမဟုတ်ဘူးစစ်ရေးတစ်ခုတည်းပဲအဖြစ်မဟုတ်ဘူးနိုင်ငံရေးရရောတန်တမန်ရေးရရောစီးပွားရေးပိတ်ဆို့မှုရောလူထုလှုပ်ရှားမှုအကုန်လုံးမှာကျွန်တော်တို့ဟန်ချက်ရင်နဲ့ဆက်လုပ်သွားမယ်ဖြစ်တယ်ကျွန်တော်တို့ပြောတဲ့ဟာအစတုန်းကတော့လူတွေကရည်စရာလို့ထင်နေဆိုပေမဲ့အဲ့ဒီ2021နောက်ပိုင်း3နှစ်အတွင်းမှာသူတို့လုံးဝလက်မခံနိုင်တဲ့ဟာတခုကအကုန်လုံးတကဘာလုံးပြန်လက်ခံနေရတဲ့အနေအထားရောက်သွားပြီသူတို့နိုင်စရာအကြောင်းလည်းမရှိတော့
ဘာဖြစ်လဲဆိုတော့ဆုံးရှုံးထားတဲ့နယ်မြေတွေအခုကမနှဲတော့ဘူးမြို့ပေါင်း100လောက်ရှိတယ်အဲ့ဒီကျေပြန့်တဲ့နယ်မြေတစ်ခုလုံးမှာလေသူတို့ဘယ်နေရာမှာအခုတည်င်းနားထောင်လိုက်နေ့တိုင်းသူတို့တပ်စခန်းပဲတစ်ခုပြန်သိမ်းလို့ရဒါခုမှပြန်သိမ်းလို့မရဘူးအဲ့လောက်ဖြစ်နေတဲ့အခြေအနေမျိုးမှာကိုကရှင်းရှင်းပြောရရင်ဗျာသူတို့အခြေအနေသူတို့ကောင်းကောင်းသိပြီလေအဲ့ဒါကြောင့်မလို့ဒီလိုပဲဒီလုံးဝိုင်းဝန်းအပိတ်ဆို့မခံရရေးအတွက်ဘယ်နေရာကနေလမ်းကြောင်းဖောက်ပြီးတော့ထွက်ရမလဲဆိုတော့အဲ့ဒါပဲသူတို့ကြည်နေတာဗျရှင်းပြောရင်ကျွန်တော်တို့ကရှင်းရှင်းလေးကိုသိနေပြီသူတို့ဘာလုပ်မယ်ဆိုတော့ဟိုထဲမှာဥပင်ခွေရှိလို့ဆိုတော့ကျွန်တော်ကောင်းသိတဲ့ပုံမှာတော့ဒီတစ်ခါတော့လုံးဝအလိမ်မခံရဘူးရေးရကျွန်တော်ဒါပဲလုပ်တော့မယ်ဗျဟုတ်ပြီဆရာအဲ့တော့ဆရာကပြောသလိုတိုင်းပြည်ရတော်တော်နာနေပြီစစ်တပ်ကလုံးဝနောက်ဆုတ်ရမယ်ပေါ့နော်ဆရာတို့ကလည်းPRဆက်ပေးမယ်အဲ့တော့ဒီအရွေးအတွက်ကိုဆရာတို့ချိန်တိုင်းတာရဘယ်လောက်ထိသတ်မှတ်ထားလဲဘယ်ချိန်မှာတော့အပြီးလုံနိုင်မယ်လို့အဲ့လိုရောလူလူတွေပြောနိုင်မလားကျွန်တော်ပြောလို့မရဘူးဗျဒါပေမဲ့ကျွန်တော်မပြောဘဲသူတို့ပြောနေပြီသူတို့ပြောနေတဲ့အခုကရွေးကောက်ပွဲ2025အကုန်မှာလုပ်မယ်2026အစမှာလုပ်မယ်ဆိုတော့သူတို့ကိုသူတို့သိနေပြီအဲ့ဒီအဲ့ဒါထက်ပို့ပြီးတော့သူတို့အသက်တမ်းမရှိနိုင်တော့ဘူးဆိုတော့ကျွန်တော်အဲ့ဒါမြင်နေရပြီအဲ့ကြောင့်လို့သူတို့အဲ့လိုခဏခဏထွက်ပြောလာတာအရင်တော့ဒါမျိုးဆိုလုံးဝမရှိဘူးအခုဆိုသူတို့ကိုသူတို့သိလို့ဒါအဲ့လိုမလောက်ချင်တဲ့ဟာတို့ကိုသူတို့လောက်ရတော့မယ်ဆိုတာသူတို့နောက်ဆုံးကြည်စံပဲဗျအဲ့ကြည်စံကိုသူတို့ထုတ်မသုံးလို့မရတော့ဘူးဒါပေမဲ့အဲ့ကြည်စံကဘာမှပေါက်လည်းမပေါက်တဲ့ကြည်စံတတောက်ဖြစ်သွားပြီဆိုတာကျွန်တော်သိချာပြောရဲဗျဟုတ်ပြီဆရာအဲ့တော့နောက်ဆုံးအနေနဲ့ဗိုလ်ချုပ်ရာပြေးကသူ့ရဲ့ message ပေါ့နော်စစ်တပ်ကနိုင်ငံရေးကထွက်ရမယ်ဆိုတဲ့ precondition ကိုလာဆွေးနွေးပါဆိုတဲ့သူ့ရဲ့ပြောဆိုချက်ပေါ်မှာဆရာအနေနဲ့သူ့ဘက်တရားဝင်ခုပြန်ပြီးတော့သတင်းစကားပြန်ပြီးသူပြောမယ်ဆိုရင်နောက်ဆုံးအနေနဲ့ဘာပြောပေးမလဲဗျရှင်းရှင်းပြောရမယ်ဗျအဲ့လိုမျိုးဆွေးနွေးစီချင်တာရှင်းရှင်းသူတို့လောက်ရမယ်ဟာကစစ်တပ်ကနိုင်ငံရေးကထွက်ရမယ်စစ်တပ်ကဖွဲ့စည်းပုံအခြေခံဥပဒေတစ်ကိုလက်ခံရမယ်ဆိုတဲ့ချက်စစ်တပ်ကသူကျူးလွန်ခဲ့တဲ့များကိုတိုင်ခံရမယ်ဆိုတဲ့ချက်ကိုပထမဦးဆုံးသူတို့လောက်မှသာကျွန်တော်ဆွေးနွေးမယ်အဲ့ဒီချက်ကိုလုံးဝမပြောဘဲနဲ့တော့ကျွန်တော်တို့ဘူးမတိပမတိဟိုရင်တော့လို့ရှောက်တော့သွားဆွေးနွေးမဲ့ချိန်ကုန်ခံလေးခံကုန်ခံနဲ့သွားဘလို့အလုံးဖြစ်တော့ဘူးအဲ့တော့ကျွန်တော်သူတို့လက်မခံရင်လည်းပဲမရတယ်လက်မခံရင်ရတယ်2025မှာဘာဖြစ်မလဲ2026အစမှာဘာဖြစ်လဲဆိုတော့သူတို့ကိုသူတို့သိတယ်ကျွန်တော်တို့ပြောကြမလို့တော့ဘူးအဲ့ဒါရှင်းရှင်းလေးပဲဟုတ်ကဲ့ဆရာစောတော်နီကျေးဇူးတင်ပါတယ်နေပြီးတော့မှဗိုလ်ချုပ်ရာပြေးပြောတဲ့သတင်းစကားပေါ်မှာအခုလိုပြန်ပြီးတော့ဆရာတို့ရဲ့သဘောထားကိုရှင်းရှင်းလင်းလင်းပြောကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့တော်လိုင်းဖွဲ့စည်းအားလုံးကလည်းကျွန်တော်တို့နေပြည်တော်မှာပြန်ဆောင်ကြမယ်ဗျာအဲ့ဒါပဲပြောချင်တော့တယ်တော်လိုင်းဖွဲ့အစည်းအားလုံးနေပြည်တော်မှာဆုံမယ်ဆိုတာနေပြည်တော်ကျွန်တော်တို့အကုန်လုံးရိုက်ချိုးပလိုက်ပြီးတော့ကျွန်တော်တို့အဲ့ဒီမှာသွားပြီးတော့အကုန်လုံးဆုံကြမယ်ဆိုတာပြောတာအထူးသဖြင့်ကျွန်တော်တို့တော်လိုင်းဖွဲ့စည်းစစ်ကောင်စီကလည်းအဲ့ဒီမှာပြိုပြက်သွားမှတေချာသွားတယ်2025 2026ဘလို့မှသူတို့ကိုသူတို့တိလို့တာသူတို့ခဏခဏအဲ့ဒါကိုထုတ်ပြောနေတာရုပ်ကပွဲပါညာရှောက်လုံနေတာဟုတ်ကဲ့ပါဗျာ